မင်္ဂလာပါစိတ်ချမ်းသာပြီးတော့ကိုချမ်းသာပါစေအကြကွေးအချောင်းထောင်းနေရအော်ရာလေးကြောနေတာပါခင်ဗျကျွန်တော်တို့ကအော်ရာဆိုပြီးမဲ့လည်းတစ်ချောင်းကြီးကိုအကောင်းဆုံးဖြစ်အောင်လို့အချာလေးကျွန်တော်တို့ကြောနေတာပါကြည့်ပါတော့ဒါကကျွန်တော်တို့ဒီမှာအချောင်းကြီးကြောတဲ့အကြကွေးတော်ကိုလှတာကွာထိုက်ကောင်ကရုံနဲ့အကြကွေးတွေတော့မလိုက်ဘူးအကြကွေးလှချက်ကတော့ဒီမှာကတော့ပြရတယ်ဒီကဲရဆိုနေရစိတ်ချမ်းသာပါသည်ကိုချမ်းသာပါသည်အမတက်တော့မလုပ်တတ်ဘူးဆိုလို့ကျွန်တော်သုံးပြတာသင်ပေးလို့စစ်တယ်နော်ရှေ့